အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့တငယ်ချင်းအင်းအားရဲမွန်တွေကိုစပါးတက်တာမျိုးဖြစ်ပါတယ်တကယ်တော့သူ့ရဲ့အနာမည်အရင်ကအင်းအားမဟုတ်ဘူးပေါ့နော်သူကစာချင်းအင်းလို့မြည်လို့ကြောင်းကျွန်တော်သူ့ကိုအင်းလို့နာမည်ပေးထားတာဖြစ်ပါတယ် What? Happy birthday dear Ann Happy birthday to you Okay ကျွန်တော်တငယ်ချင်းအုပ်စုကကျွန်တော်တငယ်ချင်းအင်းရဲ့မွေးနေ့ကိုကျင်းပဖို့အတွက်သူ့ရဲ့အိမ်ကိုရောက်ရှိနေပါတယ်ပေါ့နော်သူ့ရဲ့အိမ်မှာဆိုရင်ကျွန်တော်အကင်တွေကိုရရပေါ့နော်အဲ့ဒီအကင်တွေကိုကျွန်တော်ကင်ဖို့တဲ့ပြင်ဆင်တာဖြစ်ပါတယ်ဟိုအကင်ကြီးပဲမဟုတ်ဘူးပေါ့နော်ကျွန်တော်ဘာရရပါသေးပေါ့နော်အဲ့လေ You pick up your palette knife and then work that into your meat. Give your meat a good old rub. That's it. Hot and spicy meat. Yeah, boy. ဘာညာဆိုတော့တခြားမထင်နဲ့ပေါ့နော်ကိုကလည်းမိတ်ဆွေပြတ်သားမှာကိုပြောတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ငေတော့အရင်ချက်ခဲ့တဲ့တုံး50နဲ့ဝေစားခဲ့တဲ့မမခောက်တလေးပါသေးရပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့အကင်ပိုင်းရဲ့ဖြင်းတဲ့အပိုင်းကိုတာဝန်ရတဲ့သူနေရာဖြစ်ပါတယ်ဘသူယူလဲဆိုတာကိုကျွန်တော်နောက်မှတယောက်ချင်းစီမိတ်ဆက်ပြတော့ပါမယ် It's the motherfucking Eagle Double G. Okay မိတ်ဆက်ပြတော့ပြီဆိုတော့ကျွန်တော်လုပ်ငန်းဆက်လိုက်အောင်It's the motherfucking Eagle Double G. အားလုံးကစင်ရရပဲဒီမလေးIt's the motherfucking Eagle Double G. 'It's the motherfucking Eagle Double G. အာဆင်နယ်ဖန် It's the motherfucking Eagle Double G. နေရာအာဆင်နယ်ဖန်ခါခဲ့ It's the motherfucking Eagle Double G.ခွေပဲရှိပြီကွာတောက်ပြီ ဟမ်ကိုညစော်လေးကိုမလာဘူးလို့ပြောတယ်ကိုညစော်လေးကိုမလာဘူးလို့ပြောတယ်ပုံမှန်ထည့်ပြီးတော့ဒါပဲလေကွာ
ဒီပါလေဒီတိုင်းအင်းရောတော့ တို့တို့ Happy birthday Happy birthday dear Ann Happy birthday to you ရအောင်ဝေးရ Sorry အာမင်း အဲ့ဒါနဲ့ခွဲရဒီအဲ့ကောင်ပါအဲ့အမှန်တယ်ခင်ဗျာခွဲလိုက် ဆက်ရပါဆက်ရပါ တောင်းတော့မပြော ဆက်ရပါ တောင်းတော့မပြော ဆက်ရပါ